မင်းပျော်နေတာဟာမြသားရဲ့နှလုံးသားပျော်နေခြင်းပဲဒါဟာမြသားကိုငါပေးဆက်နေတာလို့ခံယူထားတယ်အဲ့ဒါမင်းသဘောပေါက်တာလုံးသားထဲမှာလဲငါ့ကိုချစ်ရှိနေအဲ့ဒီနှလုံးသားသူ့ရှိဖိုင်မှာပြည့်နေတယ်အတွက်ငါနဲ့ဆိုင်တယ်လို့ပြောရွှေသားကျွန်တော်ချစ်ရွှေသားလည်းကျွန်တော်ချစ်ဟုတ်ပါဒါပေမဲ့အဲ့ဒါအရင်တော့ထင်မှာပေါ့အခုချိန်မှာသူ့ရင်ပတ်ဖျားလုံးလုံးမှာငါချစ်သူများရဲ့လုံးလုံးမှာဆိုတော့မင်းပြောပြီပါမင်းပြောစီချင်ပါတယ်မင်းပြောနေတာညသားရဲ့လုံးလုံးပြောချင်းချင်းဒါညသားကိုပေးဆက်နေလို့ခံခံမြေဝမ်းမှာနေချင်မှမြေရည်တွေပြောဖို့ရခက်တယ်ဝေးရမယ်ဖြစ်ဒီစီချင်ကိုရဲ့မင်းမမီးတဲ့နိုင်နေကပါကိုသူနာလေအောင်ကိုပဲလို့ပြောမလဲဆုံးသက်ကိုမသိစေချင်ကိုချစ်ကိုမသိစေချင်မောင်းတော့ပါပဲ။ဘာလဲ။မောင်မယုံလား။ညာသားရဲ့ရင်ကိုခွဲပြီးတော့နှလုံးသားကိုပြမလား။ညာသားရင်ခွဲလိုက်ညာသားတည်သွားမှာပေါ့။ဒါမဲ့မောင်ကလေညာသားရင်ပါတည်းကမောင်ကိုချစ်တဲ့ညာသားရဲ့နှလုံးသားကိုတော့လူချင်တာဗျ။အဲ့ဒါဆိုမင်းအစွန်းရောက်နေပြီမှာအခုညာသားရှိမှမရှိတော့တာပေါ့ညာသားမရှိတော့ပြီမယ်ညာသားရဲ့ခုံနေတဲ့နှလုံးသားရှိသေးတယ်လေဗျာဒီမှာလူတယောက်တိုးလာပြီသူ့အားလုံးဝိုင်းမီကူးဆိုင်လိုက်ကြပါသူဘာလို့ကျင်တယ်လဲဘာစားကျင်တယ်လဲလုပ်ပေးလိုက်ကြဒီကမှာကျင်တာတော့အစိုးပေါ့ဟုတ်ကဲ့လေပြောရွှေသားကိုအမြဲတမ်းစောင့်ကြည့်ပေးပါဟုတ်ကဲ့အပြင်လုံးဝမထွက်စေနဲ့ကျွန်တော်ခွင့်ပြုချက်မရရင်ခြံထဲကခြံပြေတော့မထွက်စေနဲ့ဗျာနော်ဖုန်းလည်းဆက်ခွင့်မပေးနဲ့ဟုတ်ကဲ့ပါတည်းအဲ့ဒါဒီမှာလူတယောက်တိုးလာပြီသူ့အားလုံးဝိုင်းမီကူးဆိုင်လိုက်ကြပါသူဘာလို့ကျင်တယ်လဲဘာစားကျင်တယ်လဲလုပ်ပေးလိုက်ကြဒီကမှာကျင်တာတော့အစိုးပေါ့ဟုတ်ကဲ့လေပြောရွှေသားကိုအမြဲတမ်းစောင့်ကြည့်ပေးပါဟုတ်ကဲ့အပြင်လုံးဝမထွက်စေနဲ့ကျွန်တော်ခွင့်ပြုချက်မရရင်ခြံထဲကခြံပြေတော့မထွက်စေနဲ့ဗျာနော်ဖုန်းလည်းဆက်ခွင့်မပေးနဲ့ဟုတ်ကဲ့ပါတည်းအဲ့ဒါကဲတော့မယ်ရွှေသားနိုးလိုက်မနဲ့စာပါစားခြင်းလည်းလုပ်ပြလိုက်နော်ဟုတ်ရဲ့ကျန်တော့ပြန်ထားတယ်ဟုတ်ကဲ့哦，不听着让弄拉比。
ဘာစားမလဲကျမဘာစီစဉ်ပေးရမလဲ ရှားပါတယ်အဆင်ပြေတာပဲလုပ်ပါဦးနေတမန်ရော တတိယအလုပ်သွားပြီတတိယအလုပ်ကိုမနဲ့နဲ့စော်တော်သွားရတယ် သူမရှိတော့အန်တီမေစီတွန်းကောင်းမယ် ဟာတတိယတော့ ဟုတ်ရှင် အပြင်ပြောမလို့ ဟုတ်တယ်အန်တီမေစီတွန်းလို့ ဟာတတိယမှလာပါလေတတိယကတော့ပြတော့လုံးဝမပေးပါနဲ့တဲ့ ဘာဖြစ်လို့လဲ ဒါတော့ကျွန်တော်မသိဘူးတတိယမှလည်းအတိုင်း ဒါဘာသဘောလဲတိုင်းပဲမရှိတာပဲ ဟဲ့တတိယမှထားပါသေးတယ်အပြင်တော့လုံးဆက်ကွလုံးဝမပေးပါနဲ့တဲ့ ဘာ ကျွန်တော်ထင်မလွဲပါနဲ့တတိယမှလည်းအတိုင်းကျွန်တော်လုပ်ရတာပါ ဒါတက်တက်မဲ့ချုပ်ချယ်တာပဲကျမကလူရှင်လောင်ထဲမှာချက်ဝင်တာညက်မဟုတ်ဘူး ကျွန်တော်နားလည်တယ် ဒီမေပြောလို့ရွှေပုံလေအခုရွှေသားရွှေပုံမှာစံနေရတာမဟုတ်ဘူးအချင်းစံနေရတာအချင်းသားဖြစ်နေရတာ မင်းနဲ့ရွှေသားနဲ့အဆင်ပြေရဲ့ ကိုကြီးကလည်းဘာအဆင်မပြေစရာရှိလဲဗျကျွန်တော်ကသူ့ကိုမြာသားရဲ့နှလုံးသားထည့်ထားတဲ့အလှပြဗီဒီယိုလေးလို့ထားတာပဲသူ့ကိုမြင်နေရရင်ကျွန်တော်ချစ်သူရဲ့နှလုံးသားကိုကျွန်တော်ပိုင်ဆိုင်ခွင့်ရနေတယ်ဆိုပြီးကျွန်တော်ကျဉ်းနေတာလေဒါပဲပေါ့ ဒါကတော့အဓိပ္ပာယ်မရှိတာကွာ ဘာလို့အတိတ်ပဲမရှိရမှာလဲအတိတ်ပဲရှိတယ် မဟုတ်သေးဘူးတက်မမင်းဘက်ကြီးကြည့်မနေနဲ့ဘူးရွှေသားပဲလေတွေးကြည့်ဦးလက်မှတ်ထိုးတဲ့နေရာဆိုလို့ရှိရင်သူ့ခင်ဗျတော်တော်ကြေကွဲနေတဲ့ပုံပဲကွာ သူကသူ့ခံစားချက်နဲ့သူတော့ရှိမှာပေါ့ဗျာအဲ့လိုပဲကျွန်တော်လည်းကျွန်တော်ခံစားချက်နဲ့ကျွန်တော် ဟမ်အဲ့ဒါဆိုရင်မင်းတို့အိမ်တော်ကြီးကဘယ်လိုကြီးလဲကွာဒီလိုတော့မဖြစ်သင့်ဘူးကွာရွှေသားမင်းအတ္တရဲ့တားအောင်ဖြစ်နေ ဟုတ်ကဲ့ဒေါ်မမီဘာကိစ္စရှိပါလဲ ရွှေသားကိုဖုန်းဆက်တာမရလို့မင်းစီကိုဆက်လိုက်တာမင်းတို့အဆင်ပြေကြရဲ့လား ပြပါတယ် အေးကွယ်ဒါဆိုလဲပြီးတာပါပဲအန်တီကစိတ်ပူလို့ဆက်လိုက်တာပါတခုတော့မောင်နေတမန်ကိုအန်တီကမေတ္တာရက်ခံနေတယ်ရွှေသားကိုဂရုစိုက်ပေးပါနော် तू ကအားငယ်တတ်တယ်ကွ အဲ့ဒီအတွက်မပူပါနဲ့ဒေါ်မမီကျွန်တော်ကိစ္စကိုကျွန်တော်သိပါတယ် အေးလေမင်းရဲ့ဇနီးဖြစ်နေပြီဆိုတော့ငါထက်မင်းကပိုပြီးအရေးကြီးပါတယ် စိတ်ချပါကျွန်တော်ကလည်းကျွန်တော်ပိုင်ထားတဲ့ပစ္စည်းတွေတခုကိုအလွယ်တကူမစွန့်ပစ်တတ်ပါဘူးတန်မိုးထားပြီးတင်ထားမှာပါ ကောင်းပါပြီကောင်းပါပြီမင်းတို့ချင်းအဆင်ပြေတယ်ဆိုရင်လည်းပြီးတာပါပဲတကယ်လို့မင်းသူ့အပေါ်မှာသဘောမတွေ့တာရှင်ငါ့ကိုကြိုပြီးပြောပါ ကောင်းပါပြီခင်ဗျာ ဒေါ်မင်းမီးစီကလာမှာမဟုတ် မလိုအပ်တာလေလာရစ်အာယုနောက်ကဲတောင်းပါလား ဒီလေပတ်စံဒီထားခဲ့မယ် ပြပါလေမင်းရချိုးနေရလားမြန်လို့စမ်းဟေးပြောတယ်ကြားလား ကြားတယ်ကြားတယ်ရွှေချိုးရတော့လွတ်လွတ်လပ်လပ်မချိုးရဘူးနေတော့လိုက်ချုပ်ဖြစ်ပြီ အဖိုးကြီးပြောမလို့ 你要这个没有标准去。 ဟေးဘာဖြစ်လာလဲကောင်းဘူးလားဟဲ့ဘာဖြစ်လာလဲ ဘာဖြစ်လဲ
ဘာဖြစ်လဲကျော် အ လာ ပေါ်နိုင်ဘာဖြစ်လဲချီချူကလည်းမချော်လဲတာဘာဖြစ်လဲဟာတွေ့ထွက်နေပါလားဦးစောတို့ဒေါ်လာတို့လာကြအောင်ဟေးအာရေးကြောင်ကြီးတွေခေါ်လို့မရတန်းတန်းရတာမတွေ့ထွက်နေဟိုစိတ်ထက်လောင်တော့တော်ကြတယ်မလုံးထွက်လိုက်မယ်မလုံးရေတာလာထိုင်မောင်းသားရဲ့ဘယ်လိုလျှောက်သွားမှလဲဒီလိုပါဗျာပြီးတာရင်လည်းပြီးသွားပါပြီသားရဲ့စိတ်ကိုဒီတိုင်းတော့မထားဘူးလေ ဟုတ်တယ်စီမင်းဒီတိုင်းဆက်သွားနေရင်လေအချစ်ရှုံးဝင်နေမှုဘောကရှုံးသွားလိမ့်မယ်ယောက်ျားပဲကွာခဏရင်ရှိရမှာပေါ့ ဒါရွှေတော့အရန်ချစ်တယ်ဗျာ တားရဲ့လူတိုင်းခံစားတတ်ကြတာကြီးပါပဲတားရဲ့လူမလေးအသေးနှလုံးတစ်ခုတည်းရှိတာမဟုတ်ဘူးအုံနောက်ရှိတယ်အဲ့ဒီအုံနောက်ကတိညာုံထိန်းရမယ်လေတားရဲ့တားခံစားနေရတာမမကြည့်ရလို့ပြောနေတာပါတားရဲ့ကဲတားသွားနာတော့နော်